ကျွန်တော်တငယ်ချင်းတွေနဲ့အဖေမှာအတူတူထွက်စားတိုင်းဒီတငယ်ချင်းကအမြဲတမ်းဈေးအကြီးဆုံးဟင်းပွဲတွေကိုပဲရွေးမှာတတ်ပါတယ်။ဒါပေမဲ့ပိုက်ဆံရှင်ရမယ့်အချိန်ရောက်ပြီဆိုရင်တော့သူ့ပိုက်ဆံမိကြခဲ့တယ်လို့ပဲအမြဲပြောနေကြပါတယ်။ကျွန်တော်တို့လည်းတခြားနည်းလမ်းမရှိတော့တာကြောင့်သူ့အစာပါစိုက်ရှင်ပြလိုက်ရပါတယ်။အချင်းဒီကိုပြန်ထိန်းတဲ့အနေနဲ့နောက်တစ်ခါကျရင်သူပဲပြန်ဝယ်ကြည့်ပါမယ်လို့ပြောတတ်ပေမဲ့အဲ့ဒီမှာရှိနေတဲ့ကျွန်တော်တို့ထက်ကဘသူမှသူ့စကားကိုမယုံကြပါဘူး။မထင်မှထားပဲနောက်နေ့မှာတော့သူကကျွန်တော်တို့ကိုစိုင်းသေးသေးလေးတစ်ဆိုင်စီခေါ်ထားခဲ့ပါတယ်။ဒါပေမဲ့ပိုက်ဆံရွှေတာကျင်တာနဲ့ဒီလူကဟင်းသီးဟင်းရွက်ဟင်းပွဲသုံးပွဲပဲမှာခဲ့ပြီးအသားမစားတာကကျမရတော့ပူကောင်းတယ်လို့လည်းအကြောင်းပြခဲ့ပါသေးတယ်။ကျွန်တော်တို့ရဲ့မကျေနပ်ကြင်မျက်နှာတွေကိုမြင်သွားတော့မှသူကမတက်တာတဲ့အစုံဈေးရပေါ်ဆုံးစက်သားဟင်းတစ်ပွဲကိုထပ်မှာပေးလိုက်ပါတယ်။ပုံမှန်ဆိုရင်အများဆုံးစားတဲ့သူကအခုကြမှာတော့နည်းနည်းလေးပဲစားပြီးဘိုက်ပြက်သွားပြီလို့ရုတ်တရက်ကြီးဖြိုလာတာပါ။အဲ့ဒီနောက်ဆိုင်ရှင်ကိုခေါ်ပြီးပိုက်ဆံရှင်းဖို့လုပ်ပါတယ်။ဒါပေမဲ့သူ့မှာဒေါ်လာ1လာပဲပါလာတယ်။ဒါကဟင်းသီးဟင်းရွက်သုံးပွဲနဲ့သမင်းဖို့ထားပဲလောက်မယ်လို့ပြောလာတာကြောင့်ကျွန်တော်တို့လည်းမတက်နိုင်ပဲပိုက်ဆံကိုဝေးမျှပြီးရှင်းလာရပါတော့တယ်။စိုက်ထက်ကနေထွက်လာတဲ့အခါမှာတော့တခြားသူငယ်ချင်းတယောက်စီကဖုံးဝယ်လာပြီးသူကတော့ဒီသမင်းဝိုင်းဘလို့အဆုံးတတ်မလဲဆိုတာကိုကြိုတွေးမိနေလို့မလာခဲ့တာဖြစ်နေတာပါတော့တယ်။သူရဲ့ဒီလိုအချင်းစုကြီးရဲ့အတွက်သင်္ကန်းစာတစ်ခုလောက်ပေးလိုက်ဦးမယ်။ကျွန်တော်တို့တငယ်ချင်းအုပ်စုလိုက်ကြီးသူ့ကိုကျဲ9ဖွန်းအဆင့်ရှိရဲ့စားတောက်ဆိုင်ကြီးမှာညစာစားဖို့ဖိတ်လိုက်ကြပါတယ်။သူကလည်းထိုင်းလက်တာနဲ့တပြိုင်နက်မီနူးစာအုပ်ကိုဆွဲယူပြီးမှားတော့တာပါပဲ။ဈေးကြီးဆုံးဟင်းရတွေမကအောင်နော်။ဈေးကြီးရဲ့ဝိုင်းဘလင်းတွေကိုပါအများကြီးမှာဖြစ်ကြပါ။ကျွန်တော်တို့ကလည်းသူ့မာချန်တာအကုန်မှာပါစေဆိုပြီးအလိုက်သိမ့်လေးပဲနေပေးလိုက်ကြပါတယ်။ဟင်းတွေလည်းရောင်လာရောဒီလူကတော့အငမ်းမရကိုစားတော့တာပါပဲ။ခဏနေတော့အချိန်တိုင်းပြီးဆိုတဲ့တငယ်ချင်းတယောက်ကမူးနေတယ်လို့မျိုးဟန်ဆောင်ပြီးအိမ်သွားမယ်ဆိုပြီးထွားသွားပါတယ်ကျွန်တော်ကလည်းသူ့ကိုကူညီမယ်ဆိုပြီးအမြဲမဲလိုက်သွားလိုက်ပါတီးတန့်အခန်းထဲကနေထွက်လာပြီးတာနဲ့ကျွန်တော်တို့တွေအတော်လေးကိုစိတ်လှုပ်ရှားသွားကြပါတယ်အဲ့ဒီနောက်ကျန်နေတဲ့အနောက်ဆုံးတငယ်ချင်းစီကို message ပို့လိုက်ပါတယ်သူကလည်းချက်ချင်းပဲဘေးရှင်းလိုက်မယ်ဆိုပြီးအခန်းထဲကနေထွက်လာခဲ့ပါတယ်သူကတော့စားလို့လည်းပြီးတော့ကျွန်တော်တို့ပြန်မလာတာကိုအကြာကြီးထိုင်ဆုံးနေတာပေါ့သူလည်းအချီနီမဟန်တော့မှတီးတော့မှကြောက်ကြောက်လန့်လန့်နဲ့ဖုန်းဆက်ရှာတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကဖုန်းတွေကိုအယောပိတ်ထားလိုက်ကြပါပြီအဲ့ဒီတော့မှသူအလဲစားခန့်လိုက်ရပြီဆိုတာကိုတီးသွားတာပါသူလည်းသူ့ရဲ့လဲပတ်ပေါ်ပါကိုအမြန်ဆွဲယူပြီးခိုးထွက်ဖို့ကြိုးစားပေမဲ့စားတော့ဆိုင်ဝန်ထမ်းကဘေးဆာရွက်ကြီးနဲ့တားလိုက်ပါတော့တယ်ကြားတဲ့ငွေဆူဆူပေါင်းကိုကြည့်ပြီးသူလည်းစွတ်အားသွားပေမဲ့ဘာမှမတတ်နိုင်တော့ပါဘူးသူအမြဲတမ်းအခွင့်ရေးယူတတ်တဲ့အချင်းစိုးတွေကအခုတော့သူ့ကိုအခက်တွေ့အောင်ပြန်လုပ်လိုက်ပါပြီ